လုံးမင်္ဂလာပါနဲ့ review ရှိမှာကျွန်တော်တို့ပစ္စည်းတက်လေးတစ်ခုရောက်ပါတယ်ရှင်အဲ့ဒါလေးကတော့သူ့လေးရဖြစ်ပါတယ်သူ့ကို review ကတိန်း100နဲ့ကြောင်းမယ်မနော်တိန်း100နဲ့ကိုမှ review ကခဏလေး Ruby Solo စကားလေးနည်းနည်းဖြစ်ပါမယ်ခုလေးလေးရဲ့ gaming official ကခုပြတ်သွားလို့တောင်းမှန်ပါတယ်နော်ပြန်တင်မယ်နော်ဒီလေး gaming official ကြပါဒါလေးရှောင်းပါဘောလမ်းတိန်း100နဲ့ဒါပေမဲ့subscribe ကတော့လုပ်ရအောင်ဆိုပေမဲ့ now update ထွက်ထားတဲ့ဟာမှာ subscribe လုပ်ပေးနော်သူ့လေးကိုပေါ့နော် review ကတိန်း100နဲ့ရောင်းမယ်သူရဲ့အားပါချက်ကအရန်တက်ခင်မောတိတက်တယ်အရန်တော့တယ်နော်အေးရောက်မှာသူရောပဲရောက်မှာသူရဲ့အားပါချက်လေးကတော့သူ့လေးကိုလည်းပြပေးမယ်နော်သူ့ရဲ့အားပါချက်လေးကတော့သူကနည်းနည်းလေးလိမ်မာတယ်ပြီးလို့ရှိရင်သူကအမေလေးတက်ခင်လေးပေါ့လေအရန်လေးတက်တယ်အရန်ချစ်စရာကောင်းပါတယ်ရှင်ပါပါကဲသူတို့နှစ်ကောင်လုံးကိုတိန်း100နဲ့ရောင်းပေးမယ်ရှင်တိန်း100သူက1000ဆုံးတယ်သူကတိန်း100အတိပဲနော်ပြီးတော့သူတို့အားနေချက်အမဲလေး lucky လေးရဲ့အားနေချက်ကတော့ lucky လေးရဲ့အားနေချက်ကတော့သူကအရန်ကုတ်တယ်ပြီးတော့အရန်ကြိုက်ပါတယ်ပြီးတော့ပစ္စည်းအကုန်ရှောက်ကြိုက်ပါတယ်ရှင်kiwi လေးရဲ့ပေါ့နော် kiwi လေးရဲ့အားနေချက်ကတော့ kiwi လေးရဲ့အားနေချက်ကတော့အရန်ကုတ်တယ်အရန်ကြိုက်တယ်ပြီးရင်အရန်ပြေးပါတယ်ပြန်လဲအရန်ဆော့ပါတယ်ရှင်အရန်ဆော့ပါတယ်ဗျာတက်ထားလို့ရနော်ဒါလေးနှစ်ကောင်စလုံးအထီးလေးတွေပါနော်နှစ်ကောင်စလုံးအထီးလေးတွေပါတခုသူတို့ရဲ့တခုလိမ်မာတာလေးရတယ်သူတို့ကချီလိုက်ပြီဆိုလုံးဝငြိမ်သွားပါတယ်နော်ကြိုက်မယ်ချီလိုက်ပြီဆိုသူကလုံးဝငြိမ်ကြသွားမှာမရှင်ချီလိုက်ပြီဆိုလုံးဝငြိမ်သွားပါတယ်နော်သူတို့ကဒီမှာနော်သူတို့ချပေးလိုက်ကြမယ်နော်အဲ့ဒါလေးကိုမှကျနေဆိုရင်တော့ comment မှာပထမဆုံးဦးတဲ့သူကိုနှစ်ကောင်စလုံး free ပေးမှာဖြစ်ပါတယ်ရှင်ဟုတ်တယ်နှစ်ကောင်စလုံး free ပေးမယ်နော်သူတို့လေအတက်လေးမင်းတော့နှစ်ကောင်စလုံးတစ်လားနဲ့4ရက်ရှိပါပြီရှင်တစ်လားနဲ့4ရက်ရှိပါပြီနော်သူတို့လေးတွေကိုတေချာပြပါဆိုတေချာပြပြီမယ်သူတို့လေးရဲ့နေပုံထိုင်နေလေးတွေပါနော်လေးဟဲ့လိုလေးပါဒီထက်ကတစ်ကက်ရှိရဲအဲ့လိုတစ်ကက်လေးပါလဲဆောင်ပြီးတော့သူတို့ရဲ့ပေါ့နော်အဲ့ရာကတော့သူတို့ကလူရဲ့အဲ့ရာမှာအိပ်ပါတယ်အရန်အိပ်ပါလူရဲ့အဲ့ရာမှာအရန်အိပ်တယ်အရန်လိမ္မာတယ်ပြောပေါ့နော်သိပေါက်ချဆိုအဲ့ရာမှာသိပေါက်မချဘူးအပြင်ရောက်မှသိပေါက်ချပြီးတော့အိမ်မှာငွေထိုက်ကြောင်နေနှစ်ကလေး9 6 8ကောင်ရှိအဲ့8ကောင်လုံးလည်းသူတို့မတည့်ဘူး8ကောင်လုံးလည်းမတည့်ဘူးโอเคအဲ့ဒါကြောင့်ပါယူမဲဆိုဟိုင်းမယောCP ကိုသွားနော် CP ကဘယ်လိုသွားရမှာလဲ CP ကိုလိုင်းက CP သားအဲ့လိုမျိုးလေးပေးချင်ဟုတ်မယ်ချစ်စရာလေးပါရှင်အားလုံးဘိုင်ဘိုင်တို့အပေးကြပါအောင်ရှင်အပေးကြပါစတကယ်မရဘူး